Viber အလုပ်ကိစ္စပါညာအတွက်သုံးနေရရှိတာအဲလို့လူတွေအတွက် Viber business account မှာပေါ့နော်အစ်စ်ပါလာတဲ့ click to chat feature အကြောင်းကိုပြောပြမယ် business account ဆိုတာတော့ကျွန်တော်လုပ်ငန်းရှင်တွေဆိုင်ရှင်တွေအနေနဲ့ပေါ့နော်သူတို့ရဲ့ product တွေ item တွေဒါမှမဟုတ် service တွေကိုဒီ Viber platform ပေါ်မှာတင်ပြီးတော့ရောင်းလို့ရအောင်လုပ်ပေးထားတာနော်အခုဆို business account ဖွင့်ထားတဲ့သူတွေအသုံးဝင်စေမဲ့ click to chat ဆိုတဲ့ feature လေးပါလာတယ်တော့ဒီကောင်လေးကဘယ်လောက်တောင်အသုံးဝင်လဲဆိုတာကိုပြောပြအရင်ဆုံး business account မဖွင့်ရသေးဘူးဆိုရင် Viber တွေက model ကိုဝင်ပြီးတော့ business account ကို set လုပ်ဖို့အခုလိုမျိုးလိုအပ်တာတွေဖြစ်ပြီးတော့တစ်ဆင့်ချင်းဖွင့်လိုက်ပါတော့ဖွင့်ပြီးသားဆိုရင်တော့ business account တွေကိုဝင်ပြီး chat link ကိုသွားအဲ့မှာ your chat link ဆိုတဲ့ကောင်လေးရှိတယ် copy ယူလိုက် Viber ကနေပို့ဆက်သွယ်ပေးခြင်းတဲ့သူတွေရှိရင်ဒီ link လေးကိုချပေးလိုက်အောင်မယ် link လိုက်လိုက်တာနဲ့ကိုယ့်ရဲ့ Viber chat box တွေကိုတစ်ခါလေးတန်းရအောင်ဖုန်းနံပါတ်ကြီးရေးပြီးတော့ကျွန်တော်ကို Viber ကနေဆက်သွယ်ပေးပါဘာညာဆိုပြီးတော့လုပ်နေကြရမလို့တော့ဘူးarea ကနေ customer တွေဘက်ကကြည့်မယ်ဆိုရင်လေပေါ့နော်သူတို့အနေနဲ့ဒီကျွန်တော်တို့ရဲ့ဖုန်းနံပါတ်ကြီးကိုမှတ်ပြီးတော့ Viber မှာသွားရှာ chat အဲ့ဒါမျိုးတွေလုပ်နေကြရမလို့တော့အချိန်ကုန်အလုပ်ဆိုးတက်တာသွားတယ်ပေါ့ဗျာဒီနေ့ကိုကျွန်တော် Facebook TikTok လို့လိုမျိုး social media profile တွေမှာပဲဖြစ်ဖြစ် post တွေမှာပဲဖြစ်ဖြစ်ပေါ့နော်ထည့်သုံးခြင်းလည်းရတယ် website တွေ application တွေမှာလည်းထည့်သုံးလို့ရတယ်ဆိုတော့ဒါတော်တော်အဆင်ပြေသွားတယ်ပေါ့နော် business ကဖွင့်ထားတဲ့သူတွေဒီ click to chat feature ပြင်ပေါ့နော်နောက်တော့ဘာတွေလုပ်လို့ရသေးလဲဆိုရင်ကိုယ့်လုပ်ငန်း insight တွေကြည့်လို့ရမယ်ပြီးရင်ကိုယ့်ရဲ့ product တွေဒါမှမဟုတ် service တွေကို list တင်ပြီးတော့ရောင်းလို့ရ customer တွေ follower တွေကို promotion message တွေတပြိုင်တည်းပို့လို့ရမယ် automation နေနဲ့ဆိုရင် webcam message တွေ away message တွေနဲ့ auto reply လုပ်လို့ရပြီးတော့ profile နဲ့ address မှာ location ကိုလမ်းနယ်ပဲပါပေါအောင်ထည့်ပါဒါမှ marketplace တွေဝင်ကြည့်တဲ့သူတွေကအနီးနားမှာရှိတယ်ဆိုတော့เนาะကိုလုပ်ငန်းကိုမြင်နိုင်မှာပါဒီလောက်ဆိုရင်တော့ Viber business account ကြောင်းတော်တော်များသိသားကြမှာနေပါတယ်တကယ်လို့တခြားသိကျင်တာရှိသေးရဆိုရင် comment အမေးလိုက်ပါကျွန်တော်ပြန်ပြပြပါမယ်ကျွန်တော်တော့တော်တယ်မှာဟုတ်ကဲ့ဒီလောက်ပေါ့ပဲ